ရွှေပန်းသီးခရုဒါမှမဟုတ်ရွှေခရုလို့ခေါ်တဲ့ကဘာဖြတ်တတ်တော်ဆိုရွှေခရုလို့ခေါ်တဲ့ Golden Apple Snail တွေဟာရေချိုနေခရုမျိုးစိတ်ဖြစ်ပြီးတော့ဘဝရောင်ဒါမှမဟုတ်ရွှေရောင်ခွန်နေနဲ့အထူးခြားဆုံးမျိုးစိတ်ဖြစ်ပါတယ်။အဲ့ဒီထဲမှာမှဒီကောင်တွေဟာမျိုးစိတ်နှစ်ခုထဲမှာအများဆုံးတွေ့ရတဲ့သူမျိုးတွေပါ။ဒီကောင်တွေရဲ့မူရင်းဇာတိဟာတောင်အမေရိကတိုက်ဖြစ်ပေမဲ့အခုလက်ရှိမှာတော့ကမ္ဘာအနှံ့ကိုပြန့်နှံ့လို့နေပါတယ်။အာရှတိုက်အမေရိကန်အာဖရိကဩစတြေးလျစတဲ့ဒေသတွေမှာလည်းအလွယ်တကူသူကောင်တွေကိုတွေ့နိုင်ပါတယ်။ရွှေခရုတွေဟာစိုက်ပျိုးရေးလုပ်ငန်းတွေမှာအဓိကအားဖြင့်စဘာစိုက်ခင်းတွေကိုအကြီးကျယ်ဖျက်ဆီးတတ်ကြပြီးအထူးသဖြင့်ငယ်ရွယ်တဲ့စဘာပင်နုလေးတွေကိုပို့ပြီးတော့စားသုံးတတ်ကြပါတယ်။အပင်တွေကိုအမြစ်ကနေကိုက်ဖြတ်စားတောက်တာကြောင့်စဘာအထွန်းနှုန်းကိုအများကြီးရှော့ချနိုင်တဲ့ကောင်တွေပါ။မျိုးပွားနှုန်းလည်းမြင့်မားတာကြောင့်ခဏလေးအတွင်းမှာပဲအများပြားပေါက်ဖွာလာနိုင်ပြီးသူတို့ရဲ့ဥတွေဟာနီရောင်ဒါမှမဟုတ်ပန်းရောင်ရှိပြီးအပင်တွေကျူပင်တွေမှာအဆုလိုက်ပြုံလိုက်ဥတတ်ကြပါတယ်။ရွှေခရုတွေဟာအန်ဒီရရှိရုံနေမကပဲအတော်လေးလေးစိတ်ဝင်စားစရာကောင်းတဲ့ကောင်တွေပါ။ဒီကောင်တွေဟာရေမရှိတဲ့အချိန်တွေမှာတော့ရွှွထဲမှာ6လလောက်အထိအသက်ရှင်နေထိုင်နိုင်စွမ်းရှိပါတယ်။ဒါ့အပြင်ဒီချက်ကလည်းသူတို့ရဲ့ရှင်သန်နိုင်စွမ်းကိုသိသာစေတာပါ။ဒါ့အပြင်ကမှပဲရွှေခရုတွေကထူးခြားတဲ့အမူအကျင့်တွေလည်းရှိနေပါသေးတယ်။ဥပမာရေထဲမှာလှုပ်ရှားသွားလာတဲ့အခါအသက်ရှူနိုင်မှုအတွက်ပြုံလေးတစ်ခုပါသလိုရေပေါ်မှာလည်းအဲ့ဒီပြုံနေပဲအသက်ရှူနိုင်ပါတယ်။အပူချိန်လွန်ကဲလာတဲ့အခါသူတို့ရဲ့အခွန်အတွင်းပိုင်းတွေကိုစုပ်ဝင်ပြီးအပြင်ကအပူဓာတ်ကိုခံနိုင်အောင်လေဒီဟာကလည်းသူတို့ရဲ့ထူးခြားတဲ့အမူအကျင့်ဖြစ်ပါတယ်။ရွှေခရုလို့ခေါ်တဲ့ဒီခရုမျိုးစိတ်တွေဟာတာမန်ခရုမျိုးစိတ်တွေလို့မဟုတ်ဘဲနဲ့စိုက်ပျိုးရေးလုပ်ငန်းအတွက်အကြီးမားဆုံးရန်သူတွေကတကောင်ဖြစ်ပါတယ်။သူတို့ရဲ့အဓိကဇာတ်ချက်ကတော့စဘာစိုက်ခင်းနေဖြစ်ပြီးငယ်ရွယ်နုနယ်တဲ့စဘာပင်လေးတွေကိုအဓိကဦးစားပေးစားတောက်တတ်ကြတဲ့သူတွေပါ။ဒီရွှေခရုတွေရဲ့လက်ချက်ကြောင့်ပဲစဘာကင်းတစ်ခုလုံးပြည့်စည်သွားတာတွေလည်းရှိခဲ့ပူပါတယ်။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းတွေကတစ်ခုကတော့သူတို့ကမျိုးပွားနှုန်းအရန်ကိုမြန်ပြီးခဏလေးအတွင်းမှာပဲအကောင်ရေအများအပြားပြန်ပွားလာနေတာကြောင့်ဖြစ်ပါတယ်။ဥတွေကိုလည်းအပင်တွေကျူပင်တွေမှာအဆုလိုက်ပြုံလိုက်ဥချတတ်တာမို့ဖျက်ဆီးရတာလည်းအတော်လေးခက်ခဲပါတယ်။ဒီခရုတွေဟာစိုက်ပျိုးရေးကမကပဲဂေဟစနစ်ကိုပါဖျက်ဆီးနိုင်တဲ့ကောင်တွေပါ။သူတို့ဟာဒေသခံရင်းနေအပင်တွေနဲ့ဒလိမ့်ဆန်တွေကိုစားသုံးပြီးသူတို့ရဲ့ရှင်သန်မှုကိုဆက်လက်အတွန်းရှည်စေပါတယ်။ဒေသခံရင်းနေမျိုးစိတ်တွေကိုလည်းတိုက်ရိုက်သို့မဟုတ်သွယ်ဝိုက်တဲ့နီလန်းနေနဲ့အန်ဒီရပြူတာကြောင့်ဂေဟစနစ်ရဲ့သဘာဝဟန်ချက်ညီမှုကိုလည်းပျက်စီးစေနိုင်တဲ့ကောင်တွေပါ။လူသားတွေရဲ့ကျန်းမာရေးအတွက်လည်းရွှေခရုတွေဟာအန်ဒီရတစ်ခုပါပဲ။သူတို့ဟာကြွက်အဆုပ်ယောဂဘူးလို့ခေါ်တဲ့ Red Lungworm ကိုသယ်ဆောင်နိုင်ပြီးမကြက်တကျရွှေခရုသားတွေကိုစားသုံးပြီးတဲ့အခါမှာလူတွေမှာအဲ့ဒီယောဂကူးဆက်စေနိုင်ပါတယ်။အထူးသဖြင့်ကလေးတွေနဲ့ခုခံအားနည်းသူတွေမှာဆိုရင်ပိုပြီးတော့အန်ဒီရများပါတယ်။ဒီလိုအန်ဒီရတွေအပြင်ကိုမှစိုက်ပျိုးရေးလုပ်ငန်းအများစုပျက်စီးရတဲ့အခါများပြားလာတဲ့စီးပွားရေးဆုံးရှုံးမှုတွေလည်းဖြစ်ပေါ်နိုင်ပါသေးတယ်။ဒါကြောင့်မလို့တောင်သူတွေဟာစဘာစိုက်ခင်းတွေပျက်စီးရတဲ့အတွက်ငွေကြေးဆုံးရှုံးရသလိုတနိုင်ငံလုံးအနေနဲ့ကြည့်မယ်ဆိုရင်လည်းစားနပ်ရိက္ခာဖူလုံမှုမရှိတော့တဲ့ပြဿနာတွေကိုတော့မှကြုံတွေ့စေနိုင်ပါတယ်။ဒါကြောင့်မလို့ရွှေခရုတွေရဲ့စိုးကျိုးတွေကိုထိထိရောက်ရောက်တားဆီးဖို့အတွက်အစိုးရပိုင်းအပြင်တောင်သူတွေကိုယ်တိုင်ကပါထိန်းချုပ်ကာကွယ်ဖို့လုပ်ကြပါတယ်။ရွှေခရုတွေဟာကြွက်အဆုပ်ယောဂဘိုးကိုသယ်ဆောင်နေတာကြောင့်တေချာမကျက်သေးပဲရွှေခရုသားတွေကိုလည်းမစားသင့်ကြောင်းပြောချင်ပါတယ်။နောက်ပြီးတော့ထိန်းချုပ်ဖို့အတွက်လက်နဲ့ကောက်ယူဖျက်ဆီးတာမျိုးရေပမာဏကိုလျှော့ချတာမျိုးဘဲငတ်ဘဲစိတ်နီးစားတဲ့သဘာဝရန်သူတွေကိုအသုံးပြုတာနဲ့ဓာတုဆေးဝါးတွေကိုအသုံးပြုပြီးထိန်းချုပ်ကြပါတယ်။